အားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာ God Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော် Channel ကနေအခုတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စုံထီဥပဒါနဲ့တောက်စလင်းဘွားတော်ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော် Channel လေးကိုလည်း Like and Subscribe လုပ်ပေးဖို့အတွက်လည်းအားလုံးကိုတောင်းဆိုလိုက်ပါရစေခင်ဗျာဦးအောင်ရှင်တို့အိမ်မှာနေရတာအကုန်ကောင်းပါတယ်ဦးအောင်ရှင်ကလည်းအဲ့ဝဲကြီးပါတယ်တခါမှာစုံပြူစားတာတို့အောက်လန်းထုတ်တာတို့တရေနှင်တာတို့လုပ်ရင်ကျုပ်လည်းတောကြည့်ပြီးတော့ဘ ഹു တုတာတွေတိုးတော့သူမိမတော်ကြီးကလည်းဖော့ရွေးတယ်ဗျဥပဒါကြီးတော့အကိုလိုပဲခေါ်တယ်လေဥပဒါလည်းအကြည်တဲ့ဗျဦးအောင်ရှင်ကလည်းသူတို့နှစ်ယောက်ရဲ့အဲ့ဒီလိုအခေါ်အပြောတွေကိုလည်းဘာမှမကန့်ကွက်ဘူးသူသမီးမခင်ကြီးကလည်းကျုပ်တို့မျိုးစုံကိုချက်ကျွေးတာဗျအစတော့မခင်ကြီးရဲ့လက်ရာတွေဂရင်းမတည့်ဘူးဆိုပေမဲ့လည်းတပတ်လောက်ကြာတော့လေရှာအရသာတွေ့လာအခင်းကြီးရဲ့ယောက်ျားကိုအေးဆိုတဲ့သူကလည်းနာမည်နဲ့လိုက်အောင်ခက်အေးပဲဗျမနဲ့မိုးမလင်းသေးဘူးရွာမြောက်ပိုင်းဟာနှမ်းခင်းနေစီကိုဆင်းသွားတော့တာပဲတဏီကုံမိုးချုပ်တော့မှယာခင်းနေကနေပြန်တက်လာတတ်တာစကားကလည်းအတော့နေတဲ့လူဗျကျုံးနေတောင်မှပဲမေထုခေါ်ပြောလောက်ပဲရှိတယ်မနှင်းကြီးကတော့လျှော်တာဖွတ်တာတခြားအိမ်တွင်းမှုတွေကိုလုပ်တာပေါ့ဗျလေပြီးတော့ဖြောင်းသားဗျစကားပြောလိုက်ကျုပ်ကလည်းရည်စရာလေးတွေထည့်ပြောလိုက်ဆိုတော့တဝါဝါနဲ့ရေမောကျနေတာပေါ့ဒါပေမဲ့ကျုပ်မနေခြင်းနဲ့အချက်တစ်ခုတော့ရှိတယ်အဲ့ဒါတော့ဟိုဖိုးတွန်တီဆိုတဲ့ကောင်လေးကြောင့်အဲ့ဒီကောင်လေးကလည်းကျုပ်ရဲ့အားနည်းချက်ကိုကင်ထားတော့လေသူတခုခုလိုချင်ပြီဆိုရင်ကျုပ်ကိုပဲအကြက်ကင်ပြီးတော့ချင်းချောက်တာကျုပ်ကလည်းသူ့ကိုမဝိုးပေးရသူနဲ့လည်းအဖော်မရှိတော့စကားပြောဖို့မရှိတော့လေပြင်းနေဆိုပြီးတော့သူ့နောက်ကိုအဖော်လိုက်ပေးရသိအမြင်ကစရာကောင်းတာဗျသူ့ကိုသွားကြမ်းလို့လည်းမရဘူးလေကိုတော်လေးကလည်းတိတ်လေတာဗျကျုပ်ဖြင့်မနှင်းကြီးနဲ့ညားပြီးတော့မှပဲကိုတူလေးကိုကောင်းကောင်းဆုံးမမယ်ဆိုပြီးတော့တေးပြီးတော့မှတ်ထားတာပေါ့ဗျာဒီနေ့တော့လေမိုးလေးကအုံတုံလေးဖြစ်နေတော့မနှက်ခင်းမှာပဲအေးအေးလေးဖြစ်နေတာပေါ့ဗျာအတန်ဆုံးနဲ့နှိပ်ဆက်တတ်တဲ့ငှက်တွေလည်းမလာဘူးဆိုတော့လေကျုပ်လည်းအေးအေးဆေးဆေးကွေးမယ်ဆိုပြီးအိတ်နေတာဥပဒါလည်းမနှက်လင်းကလေးကဖီးလိမ့်ပြီးတော့ထွက်သွားပါလေသူပြောတာကတော့ဥအောင်ရှင်နဲ့မြုပ်တက်မလို့တဲ့ကျုပ်လည်းအေးလူအိတ်နေတော့မှရှိသေးတယ်ကိုတော်လေးကလည်းရောက်လာပြန်တယ်လေထရံကိုလည်းတဘုံဘုံထုပြီးတော့ကျုပ်ကိုအော်ခေါ်တော့တာအကိုကြီးထပါတော့ဗျအိတ်ဖို့ကြီးလိုက်တာဗျမိုးလေးနေပြီကျုပ်ဖြင့်သူ့အတန်ကြီးမကြားကျင်တာနဲ့အိတ်ချင်အောင်ဆောင်ပြီးတော့နားပိတ်ထားလိုက်တယ်အဲ့ဒီကောင်လေးကလည်းဇွဲမလျှော်ဘူးပြို15မိနစ်လောက်ကြာတဲ့အထိကျုပ်ကိုအော်ခေါ်နေတာနောက်တော့မှလက်လျှော့သွားတယ်ထင်ပါတယ်ဆက်မထူတော့ဘဲနဲ့ထွက်သွားတာပြိုဘက်နဲ့ယောက်ျားလေးဖြစ်ပြီးတော့ဝရိယမရှိလိုက်တာဒီပုံစံကြီးနဲ့ကြီးပွားပါမလားတဲပြန်အတန်ကိုကြားလိုက်တယ်ဗျအတန်ကလည်းမနှင်းကြီးရဲ့အတန်ဝရိယမရှိဘူးဆိုတော့လေကျုပ်ကိုပြောတာနေမှာပေါ့ဗျဒါနဲ့ပဲကျုပ်လည်းကုန်းယုံထားလိုက်တာပေါ့ခြေထောက်တွေဘာတွေတောင်မှပဲအမြန်သိမ်းလိုက်ပြီးတော့လေတကားဖွင့်ပြီးတော့တဲပေါ်ကနေဆင်းလိုက်တယ်မနှင်းကြီးနဲ့ဖိုးရန်တီကတော့တဲအနားမှာတပြက်စီလှဲနေကြတာဝရိယရှိတာမဟုတ်ပါဘူးမမနှင်းရဲ့ကျုပ်နိုးနေတာကြာပါပြီစာအုပ်ဖတ်နေလို့ပါဗျာကျုပ်ကစာအုပ်ဖတ်တာလေဝါသနာပါတယ်ဆိုတော့အားနေရင်စာဖတ်ပြီးတော့ဘုသူတာရှားတာပေါ့မနှင်းကြီးကတော့ကျုပ်ကိုမျက်စောင်းထိုးတယ်လေပြီးတော့တည့်ရ6တွေကျုံရင်းနဲ့ပဲရှင်းကိုပြောတာမဟုတ်ပါဘူးရွာလေပန်းကိုထွေးเจ้าကိုပဲပြောနေတာကျုပ်ကလည်းအထင်နဲ့အမြင်နဲ့တက်စင်အောင်လွဲတာဗျအဲ့ဒါနဲ့ပဲမချိသွားလေးဖြီးလဲရတာပေါ့ဗျာကျုပ်ကိုမှွေသွားတဲ့ဖိုးတွန်တီကတော့ရီလိုက်တာမှခွတ်တုတ်ခွက်လန်ပဲမနှင်းကြီးထွက်သွားတော့မှကျုပ်နားကိုကတ်လာတယ်လေကိုကြီးကျွန်တော်တို့ငှက်တော့ပြည့်အောင်ကွာစိုးစီးစီးကွာအကုသို့လုပ်တယ်မလုပ်ချင်ပါဘူးအပြီးရောလေဗျာမလိုက်ချင်ဘူးဆိုတော့လည်းမခေါ်တော့ပါဘူးဒေါ်လေးကိုပဲတော့ပြောတော့မယ်သူ့မျက်ခွက်ကလည်းအမြင်ကတ်เสียကောင်းလိုက်တာဗျာခမရတို့မြင်အောင်တော့လည်းမပြောတတ်ဘူးကျုပ်လည်းမတက်တာနဲ့ခေါင်းညင်ရတာပေါ့မနက်ခင်းထမင်းစားပြီးတော့ကျုပ်တို့နှစ်ယောက်လည်းထွက်ခဲ့တာပေါ့ဗျာအိမ်မှာလည်းမနှင်းကြီးနဲ့မခင်ကြီးတို့ပဲရှိတော့လေပြင်းချောက်ကြီးဗျဒေါ်ကြီးကလည်းမြို့ကိုလိုက်သွားပုံရတယ်ကျုံနဲ့ဖိုးတွန်ဒီလည်းလေးခွတလက်စီဆွဲပြီးတော့ထွက်လာခဲ့တာပေါ့ဖိုးတွန်ဒီကတော့လောက်စလုံးတွေထည့်ထားတယ်လွဲအိတ်စုပ်ကလေးကိုလွဲတာကျုပ်တို့လည်းရွာရှိဘက်ကိုဆက်ထွက်လာခဲ့တော့ခင်တန်းလေးတစ်ခုကိုရောက်ခဲ့ဖိုးတွန်ဒီကတော့ခင်တန်းလေးအနားမှာရက်တန့်ပြီးတော့ခြုံကွယ်မှာဝင်ပုန်းနေတာဗျပြီးတော့လည်းတစ်ပင်တစ်ပင်ကိုလက်ညှိုးထိုးပြတယ်ဂျိုးတွေကွာဂျိုးတွေကျုပ်ကလည်းအတန်အုံနဲ့ပြောလိုက်တာပေါ့ဂျိုးတွေကလည်းတော်တော်များတာဗျသူတို့အတန်နဲ့သူတို့ဆိုတော့လေကျုပ်တို့လာတာကိုသတိထားပြီးမို့မရဘူးခုခေတ်မျိုးကလူတွေကတော့
ဂျိုးမြင်မှုကမလားတော့မသိဘူးဗျဂျိုးဆိုတာကတော့ခုံငှက်လိုပဲဗျအတန်မဲကွဲတာအယောင်ကတော့မွဲချောက်ဒါပေမဲ့ခုံနဲ့မတူတာကလည်းဂျိုးငှက်ရဲ့အသားပို့ပြီးတော့မွေးတယ်ပို့ပြီးတော့ချိုးတယ်အဲ့ဒါကြောင့်လေချိုးတယ်ဆိုတော့လေကျုပ်တို့ငငယ်ရလေလိုက်ပစ်ပြီးတော့ကင်စားကြတာပေါ့ဂျိုးကိုကြော်စားတာထက်ကင်စားရတာပို့ပြီးတော့ချိုးတယ်ဗျဖိုးထွန်းဒီကလည်းလေးခွလေးကိုအသင့်ပြင်ပြီးတော့ဂျိုးတကောင်ကိုချိန်ပြီးတော့ပြစ်လိုက်ဒါပေမဲ့လည်းဂျိုးကိုမထီးပဲနဲ့တစ်ကိုင်းကိုပဲထိတာဂျိုးတွေလည်းလန့်ပြီးတော့ပြန်ကုန်တာပေါ့ကျုပ်လည်းအကွက်ရပြီဆိုပြီးတော့ဒီကောင်လေးကိုဖိနှိပ်တော့တာပေါ့ဗျာငါပြစ်ထွက်တဲ့ငါပြစ်သမားကြီးလက်မှာမတည့်ပဲဟုတ်ကွာမင်းကိုအားကိုးရင်တော့ဒီတက်တော့ဂျိုးသားစားရမယ်လို့တော့မထင်ဘူးဟေ့ဖိုးထွန်းဒီကလည်းမခံချင်ဘူးဖြစ်နေတာပေါ့အဲ့ဒီတော့သူ့လက်ထဲကကင်ထားတဲ့လေးခွကိုကျုပ်ကိုလှမ်းပေးတယ်ဒါဆိုလေကိုကြီးရဲ့လက်စွမ်းလေးကိုကြည့်ရတာပေါ့ကျုပ်ကလည်းတစ်သက်လုံးလောက်လေးခွဖတ်ပြီးတော့ကြီးလာတဲ့ကောင်ဆိုတော့အသားလေးပေါ့ဗျာလောက်လေးခွကိုလောက်စာထည့်ပြီးတော့ပြစ်မဲ့ဂျိုးကိုရှာလိုက်တယ်ကျုပ်တို့နဲ့ခလန်းလန်းတစ်ပင်မှာဂျိုးတကောင်နားနေတာတွေ့တော့လေပြစ်ကွင်းကောင်းအောင်လို့အသားလေးရှောက်ခဲ့တာပေါ့ဂျိုးကလည်းကျုပ်ကိုမြင်မိမဲ့ငိမ့်နေတာဗျကျုပ်လည်းအချိန်မဆွဲတော့ဘဲနဲ့လေးခွကိုအားကုန်ဆွဲပြီးတော့ပြစ်ချလိုက်တာပုတ်ခနဲ့မြည်တဲ့အတူတူဂျိုးကလည်းမြေပြင်ပေါ်ကိုပြုတ်ကျလာတယ်ဖိုးထွန်းဒီကတော့ကျုပ်ကိုလေးစားတဲ့အကြည့်နဲ့ကြည့်ပြီးတော့မြေပြင်မြောင်မှာကျနေတဲ့ဂျိုးကိုပြေးကောက်တာပေါ့ဒါပေမဲ့ဖိုးထွန်းဒီကတော့ဂျိုးကိုပြေးကောက်ဖို့အနားကိုရောက်မှပဲမြေကြီးမှာကျပြီးတော့သေနေတဲ့ဂျိုးကလည်းတောင်ပန်နေခတ်ပြီးတော့ထပြန်သွားတာပြန်သွားတယ်ဆိုပေမဲ့လည်းအကောင့်တိုင်းတော့မဟုတ်ဘူးဗျဇက်ကြီးကျိုးနေပေမဲ့လည်းတောင်ပန်ကတစ်ဖြက်ဖြက်ခတ်ပြီးတော့ခြေဦးတဲ့ရာကိုပြန်တဲ့ပုံစံပဲတိတ်အမြင်ပြန်လာတော့မဟုတ်ဘူးလေအနားတစ်ဝိုက်မှာဝိတ်ပြီးတော့ပြန်နေတာဟာလိုက်ဟေးဖိုးထွန်းဒီရဲ့လိုက်ဟာကျုံနဲ့ဖိုးထွန်းဒီကလည်းဂျိုးပြန်တော့ကိုလိုက်ရင်းနဲ့ဂျိုးကလည်းကျုပ်တို့နှစ်ယောက်အနားကနေပတ်ပြန်နေတာကျုပ်တို့လည်းလိုက်ခုံဖမ်းနေပေမဲ့လည်းလက်အနားရောက်ခါနီးမှာထထပြန်သွားတာစိုးတယ်ဗျဂျိုးတကောင်နဲ့နှစ်ယောက်သားလည်းဖက်ဖက်ကိုမောနေတာပဲဗျနောက်တော့လည်းဖိုးထွန်းဒီကငြိမ်ကျသွားတယ်ဟဲ့ဘာလို့လဲထွက်လာခဲ့စမ်းမထွက်ရင်လေးခွနဲ့ပြစ်လိုက်မယ်နော်အဲ့ဒီတော့မှခြုံကွယ်ကနေကောင်မလေးတယောက်ထွက်လာတာဗျဘာလို့ရှိမလဲမိသက်ပေါ့မိသက်ကတော့ဗဇက်ကိုလက်ဝါးနဲ့ပိတ်ပြီးတော့တဟားဟားနဲ့ရီးနေတာနင်တို့နှစ်ယောက်ကိုကြည့်ပြီးတော့ရီလဲရတာဟာဥတောင်တက်တယ်မိသက်ထွက်လာတော့မှဂျိုးတီကလည်းဘုတ်ခနဲ့ပြုတ်ကြတာဖိုးထွန်းဒီကတော့မိသက်ကိုတော်တော်စိတ်ဆိုးနေတာလीမိသက်ဒါနင်လို့ခင်နန်းလေးကဂျိုးတွေကုန်ထွက်ပြေးသွားပြီနင်ဘယ်လိုလုပ်မလဲဂျိုးပြစ်တယ်ဆိုတာလွဲပါတယ်ဟာနင်တို့ဂျိုးတွေပေါ်တဲ့နေရာကိုခေါ်သွားမယ်ဘယ်နာတော့ဟာဟိုရှိရရွှေပါကုန်းကိုလေကျုပ်ကထူးဆန်းပြီးကြည့်နေပေမဲ့ဖိုးထွန်းဒီကတော့တော်တော်ကိုထိမ့်လန့်သွားပုံရတယ်ဟဲ့မိသက်ရွှေပါကုန်းကိုနေမဲသွားဟာငါမလိုက်ဘူးဟဲ့ကောင်မင်းမဲဂျိုးစားခြင်းနဲ့ဆိုကွရွှေပါကုန်းကိုလိုက်သွားအောင်လေတော်သားမကိုကြီးကမသိလို့ရွှေပါကုန်းဆိုတာတရေသိပ်ချောက်တဲ့နေရဗျနေကင်းကြောင်တော်ကြီးတောင်မှတရေချောက်လို့မလို့ဘယ်သူမှမတော်ရဘူးကျုံလေဖိုးထွန်းကြီးပြောမှပဲလန့်သွားတာဗျငါပါပါတယ်ဟာနင်တို့ဘာမှမကြောက်လန့်နဲ့ရွှေပါကုန်းဆိုတာငါငယ်ငယ်ကလေးကတော်ပြီးတော့စော့နေတဲ့နေရပါအဲ့ဒီမှာဂျိုးတွေမှာအများကြီးပဲနေတကယ်ပြောလားမိသက်တကယ်ပြောတာပေါ့နင်တို့သွားခြင်းလေလိုက်ခဲ့မသွားခြင်းဘူးဆိုရင်လေရွာပြန်ကြပေါ့သွားမယ်ဟာကိုကြီးလာပြသွားရကျတို့၃ယောက်လေခင်နန်းလေးတွေကနေထွက်ပြီးတော့ရွှေပါကုန်းလို့ခေါ်တဲ့နေရာကိုဥတီခဲ့တာပေါ့ရွှေပါကုန်းဆိုတာလေတောင်ဝန်းကလေးလိုဖြစ်နေတဲ့ဂုံးကမူလေးကိုပြောတာဗျလူသူတချို့မသွားရဲပဲနဲ့တစ်ပင်လေးတွေထူထူထပ်ထပ်ပေါက်နေပြီးတော့လေချုံနယ်တွေကလည်းပိတ်နေတာရွှေပါကုန်းသားကိုရောက်တော့ဖိုးထွန်းဒီကတော့ဆက်မသွားရဲတော့ပဲနဲ့ကျုပ်လက်ကိုဆွဲထားတာဗျကျုပ်လည်းမိသက်နောက်ကနေလက်ခဲ့တာပေါ့ချုံနယ်တွေတဲ့ကိုအတော်ကိုတိုးဝင်ပြီးသွားတဲ့ခါမှာတော့အထဲမှာအုတ်ကူကြီး၃လုံးကိုတွေ့လိုက်ရတယ်အုတ်ကူကလည်းရှေးခေတ်ပုံစံအကြီးကြီးတွေဗျမိသက်ကတော့အုတ်ကူတစ်လုံးပေါ်မှာဖမ်းထိုင်လိုက်တယ်လာဒီမှာထိုင်ကြလေငါတို့မထိုင်ရပါဘူးဟာလာပါထိုင်စမ်းပါအုတ်ကူတွေကလူကလည်းစိတ်မဆိုးတတ်ပါဘူးဟာမိသက်ပြောတော့မှကျတို့နှစ်ယောက်လည်းပိုကြောက်သွားတာပေါ့ဒါနဲ့ပဲမိသက်နားကိုတိုးကပ်ပြီးတော့သူ့အရှိမမတက်ရက်နေလိုက်တယ်ငှက်တီကတော့မိသက်ပြောသလိုပဲပေါ်တယ်ဗျလူတွေဝေးသွားလို့ဖြစ်လိမ့်မယ်ကျုပ်တို့လာတော့မှငှက်တီကကြောင်ပြီးတော့ကြည်နေကြတာဖိုးထွန်းဒီကလည်းလေးခွထုတ်ပြီးတော့ဟိုချိန်ဒီချိန်လှုပ်ပြီးတော့အဲ့ဒီမှာပဲမိသက်ကတားတယ်ဗျ
နင်းလေးกว่าကြီးကိုအသာချထားလိုက်စမ်းပါငှက်စားခြင်းငါကြံပေးပါမယ်တကယ်ချင်းတို့ငါတို့ငှက်စားခြင်းနေကျိုးငှက်များဖမ်းပေးကြတခြားစားကောင်းမဲ့ငှက်တွေလည်းဖမ်းပေးကြစမ်းမိသက်ပြောလိုက်တော့အဲ့ဒီရွှေပါကုန်းမှာပေါက်နေတဲ့တစ်ပင်တွေကလည်းတဖြုံဖြုံနဲ့လှုပ်သွားတာပြို့ကျုပ်ဖြစ်မိသက်ကိုယုံအခက်မယုံအခက်ဖြစ်နေတာပေါ့ဒါနဲ့ပဲမိသက်အရှိနာမြေကြီးပေါ်မှာထိုင်ချလိုက်တယ်အုတ်ဂူတွေကလည်းတော်တော်ဆွေးနေပြီဗျအုတ်ဂူမှာရေးထားတဲ့စားတွေတောင်ပြက်နေပြီလေဒါနဲ့မိသက်ဒီနေရာဘာလို့ရွှေပါကုန်းလို့ခေါ်တာလဲအရင်ကဒီနေရာမှာဥရွှေဘဆိုတဲ့လူကြီးရဲ့ခြံကြီးပေါ်ဥရွှေဘတို့ကလည်းညီကို3ယောက်ရှိကြတယ်တခါတော့ဥရွှေဘအိမ်အောင်ကြတယ်လေအိမ်အောင်ကြပြီးတော့ဥရွှေဘတေသွားရောအဲ့ဒီမိန်းမကလည်းသူ့ညီနဲ့ထက်ယူသူ့ညီလည်းတေတာပဲလေနောက်တော့ညီငယ်ဆုံးနဲ့ထက်ယူလိုက်သူ့ညီငယ်ဆုံးလည်းတေရတာဒါနဲ့ပဲသူတို့ညီကို3ယောက်စလုံးခြံနောက်မှာပဲမြုပ်ထားတာအခုမြင်နေရတဲ့ဂူကြီးတွေပေါ်ဟာမိသက်ကတော့ဘာမှမဖြစ်သလိုပြောပေမဲ့လေကျုပ်ကတော့ကြက်သီးတွေတဖြည်းဖြည်းထလာတာပြို့ဖိုးတွန်ဒီကလည်းမိသက်ကိုကြည်နေနဲ့မိသက်နေပြောတာတွေကငါဖေပြောတာနဲ့မတူပါဘူးဟုတ်လို့လားဘလို့မတူတာလဲဥရွှေဘအိမ်ဆောက်မယ်ဆိုပြီးတော့တစ်သွားဆွဲရင်းနဲ့တောနက်ထဲမှာမိန်းကလေးတယောက်နဲ့တွေ့ခဲ့ပြီးတော့ယူလိုက်တာတကယ်တော့အဲ့ဒီမိန်းကလေးကအိမ်တလိမ့်ဆုံးနေမိသက်လည်းမျိုးလုံးပြူသွားတယ်လေဖိုးတွန်ဒီပြောတဲ့အကြောင်းတွေကိုသူကြားဖို့ပုံလည်းမရဘူးကျုပ်ကလည်းသိကျင်တာနဲ့ပဲဟာဖိုးတွန်ဒီဆက်ပြောပါအောင်ကွာအဲ့ဒီဆုံးမကျိုးအဆင့်တက်နိုင်မို့ဥရွှေဘရဲ့ကလီစာတွေကိုစားလိုက်တာတဲ့နောက်တော့ဥရွှေဘရဲ့ညီတွေကိုလည်းသူကဖျားယောင်းပြီးတော့ကလီစာတွေကိုဖမ်းစားပစ်လိုက်တာလို့ပြောတယ်သူတို့ညီကို3ယောက်သေးတော့ဘိုက်ထဲမှာဘာမှမကြံတော့ဘူးလေဘိုက်ကလည်းအရေပြားကလည်းကြောဘက်ကိုခွက်ပြီးတော့ကတ်နေတာဆိုလားပဲဟာတော်တော်ကြောက်ဖို့ကောင်းတာပဲနော်နင်တို့ကမဟုတ်တာတွေရှောက်ပြောနေတာပါဟာဥရွှေဘစိတ်ရင်ကောင်းပါလေဟာအခုငါထိုင်နေတာသူ့ရဲ့အုတ်ကူလေကျုပ်တို့ပြောပြီးတော့မကြခင်မှာပဲတစ်ပင်တွေကထလောက်လာတာပြို့ပြီးတော့လေတစ်ပင်အုတ်ထဲကနေငှက်အသေးကောင်တွေထပြီးတော့ပြန်လာတာပြီးတော့ကျုပ်တို့ရှေ့မှာတဘောဖို့နဲ့ပြုတ်ကြတာလေငှက်ကောင်20လောက်ကြပြီးတော့ရက်သွားတာပြို့ဖိုးတွန်ဒီကလည်းဝမ်းသာအားရနဲ့ပြေးကောက်တာပေါ့ဂျိုးတွေကလည်းအတော်ကိုအရွယ်တော်လေးတွေဖိုးတွန်ဒီကလည်းသူ့ရဲ့လွယ်အိတ်ထဲကိုစမ်းလိုက်တယ်ဂျိုးရရင်ကင်စားဖို့အတွက်ဟောဒီမှာမိကျစ်ဆန်ဘူးလေယူလာတယ်ပြီးတော့ဟောဒီမှာလေဓာပါလေးနဲ့လေဂျိုးတွေကိုရင်ခွဲတကန်းချောက်တွေကိုကောက်ပြီးတော့မိကျစ်နဲ့မီးဖို့ဖိုးပြီးတော့ကင်စားကြတာပေါ့စားမပါဘာမပါနဲ့ဆိုပေမဲ့လက်ဆက်တဲ့ဂျိုးသားကတော့ချိုမွှေးပြီးတော့အရီရွှန်းရွှန်းနဲ့စားလို့ကောင်းတာဗျမိသက်ကတော့ဂျိုးသုံးကောင်ကိုမကြက်တစ်ကြက်မီးအောင်ပြီးတော့အုတ်ကူကြီးတွေပေါ်မှာတကောင်စီတင်ပေးလိုက်တယ်တကယ်ချင်းတို့စားကြနော်နောက်ငါတို့ကိုလည်းများများဖမ်းပေးပါအောင်မိသက်ကမကြောက်ပေမဲ့လေကျုပ်တို့ကတော့ဂျိုးတွေထိုင်စားရင်းနဲ့ကြောတွေတောင်ချမ်းနေတာပြို့အုတ်ကူတွေကိုကြောပေးပြီးထိုင်ထားကြတာလीမကြခင်တော့အုတ်ကူကြားထဲကနေတကြွတ်နဲ့အတန်တွေကြားတယ်ဘာအတန်ဖြစ်မလဲဗျာဥရွှေဘတို့တရေကြီးတွေဂျိုးခင်ကိုအစိမ့်လိုက်ဝါးစားနေတယ်အတန်ပေါ့ဗျကျုပ်လည်းအတန်ကြားပေမဲ့လှဲ့တောင်မကြည့်ရဘူးပြို့ကြောဘက်တစ်ချမ်းလုံးလဲကြက်သီးနေထပြီးတော့ထူထူကြီးဖြစ်နေတာကျုပ်တို့စားတော့ပြီးတဲ့အခါကျတော့ခြုံတိုးတန်တွေကြားလိုက်ရပြန်ပြီးတော့ကျုပ်တို့ရှိကနေအဝတ်မပါပဲအဖွားကြီးတယောက်ကရောက်လာတယ်လीမနေ့ကမြေကမ်းပြီးမှတွေ့ခဲ့ရတယ်အဖွားကြီးပေါ့ဗျာသူ့ကိုလည်းတွေ့ရဖိုးတွန်ဒီကတော့မတ်တက်ရက်လိုက်ပြီးတော့ဟာတောက်စလင်းဘွားတော်လာပြီဟေးတောက်စလင်းဘွားတော်ကြီးဟာအဲ့ဒီလိုအော်ပြီးတာနဲ့တန်းပြီးကိုပြေးတာပြို့ကျုပ်လည်းကြောက်ပြီးတော့ထိုင်နေခဲ့တာပေါ့အဖွားကြီးကလည်းကျုပ်ကိုစူးစိုက်ကြည့်တော့သူ့မျက်လုံးတွေကလည်းအယောင်လက်နေတယ်လို့ထင်ရတယ်ဗျကျုပ်ရဲ့ကြောရိုးထဲမှာလည်းစိတ်ငင်နေဖြစ်သွားတာကျုပ်လည်းဖိုးတွန်ဒီနောက်ကိုပြေးလိုက်ခဲ့တာပေါ့ဗျာဟေ့ဖိုးတွန်ဒီငါ့ကိုစောင်းလေကွာကျုပ်អော်လိုက်ပြီမဲ့လေဖိုးတွန်ဒီကတော့လှဲ့တောင်မကြည့်ပဲနဲ့ဖွားနဲ့တင်ပါတသားနဲ့ပြေးတော့တာဗျို့ဟာနေပူကြီးထဲမှာပြေးရသလားကွာနင်တို့အစားငါမောလိုက်ကျုပ်တို့ခြံဝိုင်းထဲကိုဝင်လိုက်တော့မက်ခင်ကြီးကစီးပြီးတော့ပြောပါရောကျုပ်တို့လည်းကုတ်ပြစ်ပေါ်မှာထိုင်ချလိုက်တယ်ဖိုးတွန်ဒီကတော့ကုတ်ပြစ်ပေါ်ကိုလှဲချအိတ်လိုက်ရင်အသက်ကိုမနှဲရှူနေရတယ်ဟဲ့နှကောင်သားဘာဖြစ်လာကြတာတော့ဟိုးတောက်စလင်းဖိုးတွန်ဒီကတော့စကားဆုံးအောင်တောင်မပြောနိုင်ရှာဘူးဒါပေမဲ့မက်ခင်ကြီးကတော့ကြိုပြီးတော့တီးတဲ့ပုံပဲဩလက်စသက်တော့တောက်စလင်းဘွားတော်ကြီးနဲ့တွေ့ခဲ့တယ်ထင်ပါတယ်ဖိုးတွန်ဒီကလည်းခေါင်းညင်တယ်လीကျုပ်တို့နှစ်ယောက်ကိုမနှင်းကြီးက
အိမ်ရောက်ကရေထဲကစင်လေးမှာတင်ထားတဲ့တဲအိုးတွေကရေကိုခတ်တိုက်တယ်တဲအိုးတွေကရေဆိုတော့လေအေးဆက်နေတာပဲဗျအခုခေတ်ရေခဲရေလောက်တော့မအေးပေမဲ့တောက်လို့တော့တိတ်ကောင်းတာဗျမခင်ကြီးကတော့တောင်းတောင်းကိုရွက်ပြီးတော့လက်တစ်ဖက်ကလည်းဓမ္မတက်လက်ကိုကင်ပြီးတော့အင်းကနေထွက်လာတယ်အေးနင်တို့နေကြအောင်ငါကိုအေးကိုထမင်းတော့ပို့လိုက်အောင်မေနေအောင်မေတားလိုက်မယ်လေဟိုတန်ဒီကလည်းမခင်ကြီးနဲ့ထွက်သွားတော့အိမ်ရှိရဲ့ကိုပြစ်မှာကျုပ်ရဲ့မနှင်းကြီးရဲ့နှစ်ယောက်ထဲကြံခဲ့တာပေါ့ဗျအကျုပ်လဲမောင်းမောင်းနေပဲအဲ့ဒီတောက်စလင်းဘွားတော်ဆိုတာဘယ်သူလုံးဗျနာမည်ကလည်းအဆမ်းမင်းတော့မနှင်းကြီးကလည်းကျုပ်ကိုကြည့်တယ်လေဒီရောမှာရှိခဲ့တဲ့စုံးမကြီးပေါ့မောင်လေးရသူ့ဆိုရင်တရွာလုံးကလည်းကြောက်ကြဒါဆိုရင် तू ကတော်တော်ဆိုးတာပေါ့ဆိုးလို့လည်းအဝတ်စားမွေးနေတာပေါ့ဘာလို့များလဲမမနဲ့ကျုပ်ကိုပြောပြပါလားမမနင်းကလည်းခေါင်းငိန်နေတာနဲ့ပဲအေးလေပြောဆိုတော့လေပြောရတာပေါ့အဲ့ဒီဖွားကြီးရဲ့နာမည်ကဒေါ်လုံးနဲ့သူငယ်ငယ်ကတော့တိတ်ချောတိတ်လာဆိုပဲကြားဘူးတာကတော့သူတို့ကစုံမျိုးတွေတဲ့မြင်းစာရွာလူကြီးကလည်းသူတို့နှင်ထုတ်လိုက်တော့တောထဲမှာသွားနေရတယ်ဆိုပဲဟိုးမှမြင်နေရတဲ့တောင်ကြီးရဲ့အခြေပေါ့အဲ့ဒီဒေါ်လုံးကိုရွာရှေ့ပိုင်းကဥရှိဘဆိုတဲ့လူကြီးကတောထဲမှာသွားရင်းနဲ့တွေ့သွားတာစုံဆိုတော့လေရုပ်ရည်ချောမောအောင်လို့ပညာတွေနဲ့လှုပ်ထားတာပေါ့ဥရှိဘကိုတွေ့တော့လေမြင်မြင်ချင်းချစ်သွားအောင်ပြူစားလိုက်တယ်ဆိုပဲအားရနဲ့ပဲဥရှိဘကြီးကလည်းဒေါ်လုံးမှမရရင်ကိုတက်သိမယ်ဆိုပြီးတော့ပြောတာပေါ့အဲ့ဒါနဲ့ပဲဥရှိဘရဲ့မိဘတွေကလည်းဒေါ်လုံးကြီးကစုံးမမှန်ရိတ်စားမိပြီမဲ့လေသဘောမတူဘူးပေါ့ဥရှိဘကလည်းတားမရတာနဲ့ပဲနောက်ဆုံးမှာတော့ဥရှိဘကိုမောင်းချလိုက်တယ်ဥရှိဘကလည်းဒေါ်လုံးကိုယူပြီးတော့ရွာပြင်တောဆက်နားမှာကုန်းကမှုလေးမှာစိုက်ပြိုးပြီးတော့စားတောက်ရင်နေထိုင်ကြဟာကျုပ်သိပြီဗျအဲ့ဒါကျုပ်တို့ခုနရောက်ခဲ့တဲ့ရွှေဘကုန်းဆိုတဲ့နေရာပဲဖြစ်ကျုပ်ပြောလိုက်တော့မနှင်းကြီးကလည်းမျက်လုံးပြူးသွားတယ်လေဘာမောင်လေးတို့ကရွှေဘကုန်းကိုရောက်ခဲ့ပြီလားရောက်ရင်တည်းဘဲကမလဲရွှေဘကုန်းမှာငှက်တောင်ပြစ်ပြီးတော့ထိုင်စားခဲ့ကြသေးတာဟဲ့တော့အဖေသိရင်တော့မုံမီလောင်တော့မှာအဲ့ဒီရွှေဘကုန်းကမသွားအပ်တဲ့နေရာလို့အဖေကမှားထားတယ်အဲ့ဒါဟိုကောင်လေးရဲ့လက်ချက်ပဲဖြစ်မှာပါဟာစက်ပြောပါဦးမမနှင်းရဲ့ကျုပ်တို့ကအဲ့ဒီရွှေဘကုန်းကိုဘာလို့မသွားရတာလဲဒီလိုကွဥရွှေဘနဲ့ဒေါ်လုံးနဲ့အဲ့ဒီမှာပေါင်းသိင်းနဲ့ဒေါ်လုံးကတော့စုံအတက်နဲ့အသီးအပွင့်တွေကောင်းအောင်လှုပ်ပေးတယ်ဒါနဲ့ပဲဥရွှေဘတို့ကလည်းချောင်းလေလာပြီးတော့စားနိုင်တောက်နိုင်လာတာပေါ့တစ်ဖက်မှာလည်းဥရွှေဘတို့မိဘတွေစုံသွားတော့လေညီငယ်နှစ်ယောက်ထဲရလေမလုပ်တဲ့မကင်တဲ့ဆိုတော့သူတို့တွေကစင်းရဲတာပေါ့ဒါနဲ့ပဲဥရွှေဘကသူ့ညီတွေကိုလေသူနဲ့တူခေါ်ပြီးတော့အလုပ်တူလောက်ကင်စေးတယ်ဒါပေမဲ့ဒေါ်လုံးကတော့ဥရွှေဘကိုတကယ်မချစ်ခဲ့ဘူးသူကသူ့ပညာတွေအစင်းတက်ဖို့အတွက်စူးစမ်းနေတဲ့သူပညာအစင်းတက်ဖို့ဆိုရင်ကိုယ့်ကိုချစ်တဲ့လူရဲ့ဥကလီစာတွေကိုပါစားတော့ပြီးတော့စီမံရတာတဲ့အဲ့ဒါနဲ့ပဲဥရှိဘနဲ့ပေါင်းရင်းနဲ့3နှစ်လောက်ကြာတော့ဒေါ်လုံးကတော့ဥရှိဘရဲ့ကလီစာတွေကိုထုတ်ပြီးတော့စားတော့လိုက်တယ်ပြီးတော့ပညာအစင်းတက်သွားတာပေါ့ဥရှိဘကလည်းတည်သွားတာပေါ့ဟာဥရှိဘတည်တော့ရွာလူတွေကအလောင်းကိုစစ်ကြည့်မယ်ဆိုတော့လေဒေါ်လုံးကြီးရောသူတို့ရဲ့ညီကိုတွေရောလက်မခံကြဘူးလေအဲ့ဒါနဲ့ပဲသူတို့ရဲ့ခြံထဲမှာအုပ်ကိုစောက်ပြီးတော့မြုပ်လိုက်ကြဒါနဲ့ခုနဖိုးတွန်ဒီပြောတော့ဥရွှေဘတို့ဘိုက်ထဲကဥတွေကလီစာတွေဘာမှမရှိတော့ဘူးဆိုအေးဟုတ်တယ်ကွအဲ့ဒါလည်းပယံဆရာပြန်ပြောပြလို့သိတာဒေါ်လုံးကရွာထဲကိုသတင်းပြတ်မှာစိုးလို့လေအုပ်ကိုလှုပ်ဖို့အတွက်ပယံဆရာကိုတောင်းမှဟိုးအထက်မောက်ရွာပယံဆရာကိုခေါ်ထားတာပယံဆရာလည်းအုပ်ကိုစောက်ပြီးတော့ရုပ်အလောင်းသွင်းတော့အခေါင်းကိုဖွင့်ကြည့်နေတယ်အဲ့ဒီလိုတွေ့တာဆိုပဲဟာတော်တော်လေးကြောက်เสียကောင်းတာပဲဗျာအေးကွဒါထက်ကြောက်เสียကောင်းတာရှိသေးတယ်ငါမောင်ကြီးဥရှိဘကြီးတယောက်နဲ့အားမရလို့လေဒေါ်လုံးကတော့ဥရှိဘရဲ့ညီကိုထပ်ယူလိုက်ပြန်ယူပြီးတော့6လနေတော့လေသူလည်းဆုံးသွားတာပဲနောက်တော့ညီငယ်ဆုံးကိုထပ်ယူတယ်ရွာလူတွေကလည်းညီငယ်ဆုံးကိုဒေါ်လုံးနဲ့မယူဖို့တားကြပါသေးတယ်ညီငယ်ဆုံးကလည်းအပြူစားခံထားတော့လေဒေါ်လုံးမှာဒေါ်လုံးဖြစ်နေတာရွာလူတွေကိုတောင်မှပဲဒါချင်းကျိန်းနေဆိုပဲနောက်တော့လေအငယ်ဆုံးညီကိုဒေါ်လုံးကရသွားပြီးတော့3လလောက်ကြာတော့ဆုံးသွားပြန်ရောဆုံးသွားပြီးတဲ့ညီကို3ယောက်စလုံးကိုဒေါ်လုံးကတရေကြီးတွေအဖြစ်မွေးပြီးတော့ခိုင်းစားစေခဲ့ဒေါ်လုံးလည်းလူ3ယောက်နဲ့အဆင့်တက်ပြီးတော့တော်တော်လေးအဆင့်မြင့်သွားတယ်ဆိုပဲကွာဒီနေ့တစ်ဝိုက်မှာတော့ဒေါ်လုံးကိုဘယ်သူမှလည်းစိတ်စိတ်မကြည့်ရဘူးသူလှုပ်ချင်တာလှုပ်ရန်ကားချင်နိုင်မယ်ရန်ကားနေတော့တာ
နောက်တော့သူ့အတက်သူတက်လာပြီးဆိုပြီးတော့မှယောဂတော်နဲ့ရှင်းပြိုင်နေလေဟိုကလည်းသူ့ထက်စွမ်းလို့မလို့ကြောအဆင့်ရထားတာမလားအဲ့ဒီပွဲမှာသူရှုံးပြီးတော့ကျိန်စာတစ်ခုမိသွားခဲ့အဲ့ဒါတော့အဝတ်စားတွေထမိန်ကြီးဘာမှမွေးရပဲနဲ့အဝတ်စားဝင်လည်းပူတယ်ဆိုပြီးတော့လွှင့်ပြရတာအဲ့ဒါနဲ့ပဲသူ့ကိုတော့တောက်စလင်းဒေါ်လုံးလို့ခေါ်ကြတာအခုတက်ကြီးလာတော့လေတောက်စလင်းဘွားတော့ပေါ့ဒါနဲ့တောက်စလင်းဆိုတာဘာကိုပြောတာလဲဗျကြုံမေးလိုက်တော့မနှင်းကြီးကလည်းရှက်သွားတယ်လေအိုးတောက်စလင်းဆိုတာကိုလုံးဒီချွတ်တာကိုပြောတာပါဒီရက်မှာတော့အဲ့ဒီလိုပဲခေါ်ကြတယ်ဒါနဲ့အဲ့ဒီဒေါ်လုံးကြီးမှာသားသမီးတွေမရှိကြဘူးလားရှိတယ်ဥရွှေဘားနဲ့ရခဲ့တဲ့သမီးတယောက်ရှိတယ်အဲ့ဒီကလေးကိုလည်း तू ကပညာဝေပေးခြင်းလို့ယူလိုက်တာလေသူသမီးကလည်းဆုံးပါပဲသူ့လောက်တော့မစွမ်းမှုပေါ့သူသမီးအရွယ်ရောက်လာတော့ဘသူနဲ့ရမှန်းမသိပဲနဲ့ဘိုက်ကြီးတယ်အဲ့ဒီကလေးကလည်းဟိုတနေ့ကမောင်လေးတို့နဲ့ရန်ဖြစ်တဲ့မိသက်ဆိုတဲ့ကလေးပေါ့ဗျာဒါဆိုရင်မိသက်ကအဲ့ဒီဘွားတော်ရဲ့မြီးပေါ့ဒါဆိုရင်သူ့အဖေရရောသူ့အမေကတော့စုံတယောက်နဲ့ပညာပြန်ရင်းနဲ့လက်လွန်ပြီးတော့တေသွားတယ်အခုတော့မြီးဖွားနှစ်ယောက်တည်းကြံရစ်ခဲ့တာပေါ့အဲ့ဒီတောက်စလင်းဘွားတော်ကြီးကလည်းအင်ဂျီယာချင်းမရှိဘဲနဲ့လှည့်လေသွားလာနေတာမိသက်ကလည်းသူ့နောက်ကိုလဲရတာပေါ့အဖွားကြီးနဲ့ကြုံရမှာအိတ်ကြုံရမှာစားဒါပေမဲ့စုံနေဆိုတော့လေမပတ်သက်ချင်ဘူးပေါ့မင်းကြီးပြောတာကိုနားထောင်ပြီးတော့ကျုပ်လည်းမိသက်ကိုကြောက်အောင်မယ်စားတနာတော်သွားမိပါတယ်သူကတော့စုံတယောက်ရဲ့မြီးဖြစ်တာနဲ့တမန်လူတွေနဲ့အတူတူမနေရပဲခုချိန်ထိလည်းတောဆက်နဲ့ရွှေဘကုန်းမှာလှည့်လည်ပြီးတော့နေထိုင်နေရတာလေဗျာအေးလေအဲ့ဒါကြောင့်လဲဥပဒါကြီးကမျိုးရိုးထပ်ပြီးတော့လက်စစ်မကန့်ကျင်တာနေမှာပေါ့ဗျာလူကြီးတွေရဲ့လောက်ရက်ကြောင့်လဲဘာမှမဆိုင်တဲ့ကလေးတွေကဂျားထဲမှာမြေစာပင်ဖြစ်ရတာမင်းကြီးနဲ့ကျုံနဲ့လဲနှစ်ယောက်တည်းစကားပြောရင်းနဲ့ကျုပ်ရင်နေရမ်းခုန်တာဗျနှစ်ယောက်တည်းဆိုတော့လဲကျုပ်လည်းရဲစွန့်ကျင်လာတာပေါ့အဲ့ဒါနဲ့ပဲကိုပြစ်ပေါ်ကိုလက်ထောက်ထားတဲ့မင်းကြီးရဲ့လက်ကိုကျုပ်လက်နဲ့အုပ်ပြီးတော့ကင်လိုက်တယ်မင်းကြီးကတော့ရှက်သွားတဲ့ပုံပဲလေသူကလည်းမတော်တဆလက်ကိုကင်လိုက်မိတယ်ထင်ပြီးတော့ရုံထွက်ဖို့ကြိုးစားပြီးမယ်လေကျုပ်ကလည်းအလွတ်မပြီးပဲနဲ့အတင်းအကျပ်စုပ်ကင်ထားတာဆိုတော့နောက်တော့လည်းမယုံတော့ဘူးဗျမင်းကြီးကတော့အိမ်လုတ်တွေလောက်ရတယ်ဆိုပေမဲ့လက်ကတော့နူးညံ့နေပြီဟေးကောင်မလေးကိုလွတ်လိုက်ကျုံသားထဲမှာတော့အတန်ကြီးကြားလိုက်တာနဲ့ရောင်ရမ်းပြီးတော့လက်ကိုလည်းလွတ်လိုက်တယ်ဘေးဘီကိုကြည့်လိုက်တယ်လေကြားလိုက်ရတဲ့အတန်ကတော့ဥပဒါရဲ့အတန်ဗျဒါပေမဲ့ဥပဒါကိုတော့ရှာမတွေ့ဘူးကျုပ်လက်လွတ်လိုက်တော့လေမင်းကြီးကထပြေးပြီးတော့မိဖို့ကန်ထဲကိုဝင်သွားတာဗျကျုပ်ဖြင့်လည်းဥပဒါဘယ်နာကနေချောင်းကြည့်ပြီးတော့အော်တယ်လဲဆိုတာလိုက်ရှာတာမတွေ့ဘူးဗျခဏကြာတော့မှလှဲတစီခြံထဲကိုဝင်လာတယ်လေလဲဘွားနေဥပဒါကြီးတို့ကလည်းဆင်းလာကြတယ်ကျုပ်လည်းအတော်ကိုလန့်နေမိတာဗျဥပဒါကြီးကလည်းကွန်အစ်အစ်ကလေးကိုပိုက်ပြီးတော့ကျုပ်ကိုဖြုံဖြုံဖြီးဖြီးနဲ့ကြည့်နေတာဥပဒါကြီးကအပြင်ကိုသွားရင်းနဲ့အိမ်မှာမျက်စိတွေနားတွေများထားခဲ့သလားပေါ့ဦးအောင်ရှိန်တို့ကလည်းအိမ်မော်တက်သွားတော့ဥပဒါကြီးနဲ့ကျုပ်လည်းတဲလေးစီကိုပြန်လာခဲ့တာဥပဒါကြီးကကျုံနာကိုကတ်လာပြီးတော့အေးငါမြင်တယ်နော်ကျုပ်လည်းဘာမှပြန်မပြောတော့ဘဲနဲ့ခေါင်းကုပ်ပြီးနေလိုက်တာပေါ့အဖေကဲပါအောင်ဖေကဲပါအောင်ခြံထဲကိုအော်တန်ရှည်ကြီးအော်ပြီးတော့ပြေးဝင်လာတယ်ဗျပြေးဝင်လာတဲ့သူကတော့တခြားသူမဟုတ်ဘူးကိုကြီးကတော့ဖိုးတွန်တီကိုပွေ့ချီနေနဲ့ပြေးလာတာအဲ့ဒီနောက်မှာလည်းမက်ခင်ကြီးကလည်းပြပြသလေးနဲ့လိုက်လာတယ်လေဦးအောင်ရှိန်တို့ကလည်းပြပြသလေးနဲ့ပြေးဆင်းပြီးတော့မေးရတာပေါ့ဘာဖြစ်လို့လဲကွာကိုကြီးကတော့ဖိုးတွန်တီကိုကိုပြစ်ပေါ်ချပေးလိုက်တာနဲ့ဖိုးတွန်တီကတော့ကိုပြစ်ပေါ်မှာလူးလိမ့်နေတော့တာပဲနားတယ်ဗျနားတယ်ဘယ်နာလို့နာမလဲမသိလူးလိမ့်ပြီးတော့အော်ဟစ်ငိုကြွေးနေတော့တာပဲဦးအောင်ရှင်ကတော့သူ့မြီးကိုတစ်ချက်ကြည့်နေတယ်နေသွေးရိုးသားရိုးတော့မဟုတ်ဘူးဟေ့မောင်ကြီးမင်းသားကိုဖျားကန်းထဲကိုခေါ်လာခဲ့ဖိုးတွန်တီကိုအေးကချီပြီးတော့ဖျားကန်းမော်ကိုတက်သွားတဲ့ခါမှာတော့ကျုပ်လည်းအနောက်ကနေလိုက်ခဲ့တာပေါ့ဘုရားသင်ရှိရောက်တော့လေဦးအောင်ရှင်ကတော့စေးချိန်လုံးကြီးကိုတရွှန်းရွှန်းနဲ့အတန်ပေးတော့အစိမ့်သေးရဲ့နှောက်ရှက်တာပါလားဟေးအစိမ့်သေးရဲ့ငါဘာကောင်လဲဆိုတာမသိဘူးလားဦးအောင်ရှင်ကတော့ကျုပ်ကိုကုပေးတဲ့ပုံစံအတိုင်းထိုင်ခိုင်းပြီးတော့ဖျားဆင်းလူတော်လေးကိုခေါင်းပေါ်မှာတင်ပြီးတော့ကုတာဗျနောက်တော့လေရေမန်းတစ်ခွက်တိုက်လိုက်တော့ဖိုးတွန်တီကတော့ပုံမှန်တိုင်းပြန်ဖြစ်သွားတာအားလုံးလည်းအေးဆေးဖြစ်သွားတော့မှဦးအောင်ရှင်လည်းကျုပ်တို့မေးတယ်လေမင်းတို့ဘာတွေလှုပ်ထားကြတာလဲဖိုးတွန်တီကမပြောရဲဘူးဗျ
သူကလည်းကလေးမို့မပြောပေမဲ့လည်းကျုပ်ကလူကြီးဆိုတော့ပြောရတော့မယ်မလားဒီလိုပါဆရာကြီးရှင်မနက်ကဖိုးတွန်နီးနဲ့ကျုပ်နဲ့ရွှေပါကုန်းကိုတွားပြီးတော့ဂျုံငှက်ပစ်ပြီးတော့စားခဲ့ကြပါတယ်ဘာကွာဦးအောင်ရှင်ရဲ့အတန်လည်းခတ်ထန်သွားတယ်လေသူတော်တော်ဒေါသထွက်သွားပုံပဲနောက်တော့မှကျုပ်ရှိမှန်သိပြီးတော့အတန်ကိုထိမ့်လိုက်မင်းတို့တွေကိုရွှေပါကုန်းအနားကိုခြေဦးမလှဲ့ပါနဲ့လို့ငါမှားမထားဘူးလားဖိုးတွန်ဒီကခေါင်းညင်တယ်လေမခင်ကြီးကလည်းဖိုးတွန်ဒီကိုဖတ်ပြီးတော့မသေးကောင်းမပြောက်ကောင်းသားလေးရဲ့ဖိုးဖိုးပြောတာကိုနားထောင်တော့နောက်ဆိုရင်အဲ့ဒီကိုမသွားနဲ့တော့ကြားလားဖိုးတွန်ဒီလေးကတော့ငွေနှမ်းနဲ့ခေါင်းညင်နေပြုဦးအောင်ရှင်ကတော့ဖိုးတွန်ဒီကိုကြိမ်လုံးနဲ့ချိန်လိုက်တယ်မှတ်ထားနော်နောက်တစ်ခါအဲ့ဒီကိုသွားတယ်လို့ကြားလို့ကတော့ဟောဒီကြိမ်လုံးကမင်းအတွက်ဖြစ်သွားမယ်20အိမ်မှာဧည့်သည်ရှိနေလို့မင်းတတ်တာသွားတယ်မှတ်ပါဖိုးတွန်ဒီနဲ့မခင်ကြီးတို့လင်မယားကလည်းပြန်ဆင်းသွားကြတာပေါ့အကျုပ်သာလိုက်ကန်းစိုးမသိပဲနဲ့ဦးအောင်ရှင်ကြီးနားမှာကြံနေခဲ့တာဗျတောင်းမှမာတယ်ဆရာကြီးရဲ့အခုလိုဖြစ်ရတာလေကျုပ်ကြောင့်ပါရပါတယ်ကွာမင်းဧည့်သည်ပဲကွာနောက်ပြီးတော့ငါတခုမှားထားအောင်မိသားဆိုတဲ့ကောင်မလေးနဲ့တွားပြီးတော့မပတ်သက်နဲ့ဟိလူဝသာကလေးဆိုပေမဲ့သူ့ပညာမသိဘူးကွာကျုပ်လည်းခေါင်းညင်လဲရတာပေါ့ဒါနဲ့ဆရာကြီးအစိမ့်တရေနှောက်တယ်ဆိုတာဘသူတွေများလဲရွှေပါကုန်းကဥရွှေပါနဲ့သူ့ညီနှစ်ယောက်များလားဦးအောင်ရှင်ကလည်းကျုပ်ဒီเจ้าနေသိနေလို့လေအံ့ဩနေပုံရတယ်ဗျနောက်တော့မှခေါင်းညင်နေတယ်ဒါဆိုရင်တော့ဒေါ်လုံးကြီးကသူ့ယောက်ျား3ယောက်ကိုတတ်ပြီးတရေတွေဖြစ်မွေးပြီးတော့ခိုင်းစားနေတယ်ဆိုတာတကယ်ပေါ့နော်ဆရာကြီးအေးပေါ့ငါတူရမှတ်ထားကွစုံဆိုတာမျိုးကလည်းအတော်ကိုအောက်တန်းကြပြီးတော့ရုံမာတဲ့သူတွေပဲဖြစ်တာဦးအောင်ရှင်စကားကြတော့လေကျုပ်လည်းသိမခံချင်ဘူးဖြစ်တာပေါ့အဲ့လိုလေဘယ်ဟုတ်ပါမလဲဥပဒါကြီးကတော့စိတ်ရင်ကောင်းတယ်မလားဘာသာဆိုတာ1000မှာ1ယောက်1000မှာ1ယောက်လောက်သာရှိတယ်လူမျိုးကွစုံဆိုတာအားလုံးဒီပုတ်ထဲကဒီပေးကြီးပဲငါတူကြီးကိုမေးမယ်ကွာပဲစင်းကုန်တည်င်းထဲမှာမြေပဲတဆန်လောက်ပါတာနဲ့အဲ့ဒီပဲဒီအားလုံးမြေပဲလို့ပြောလို့ရလားကျုပ်ကလေခေါင်းခါလိုက်တယ်လေဒါပေါ့ကွာစုံနေအားလုံးဟာအကျင့်ရုပ်တဲ့သူတွေကြီးပဲအဲ့ဒီထဲမှာဘာသာကတော့ချွင်းချက်ပေါ့ကွာဘာသာတယောက်ကောင်းတယ်ဆိုတာလေအားလုံးကောင်းတယ်လို့ပြောလို့မှမရတာအဲ့ဒါကြောင့်မလို့တန်မှန်လူတွေဆိုရင်စုံနေနဲ့မပတ်သက်ချင်ဘူးမေထုခေါ်ပြောတော့မလုပ်တင်ဘူးကွာစုံဆိုတာကလည်းချစ်ရင်ပြူစားတယ်မုန်းရင်ပြူစားတတ်တယ်မပတ်သက်တာအကောင်းဆုံးပဲငါတူကြီးဦးအောင်ရှင်စကားကိုတော့ကျုပ်လက်ခံလိုက်ပါတယ်အဲ့ဒီချိန်မှာပဲအိမ်အောက်ကနေမနှင်းကြီးရဲ့အတန်ဆာဆာလေးထွက်လာအဖေလာအောင်ဖေရဲ့အတန်လည်းအရေးကြီးလို့ခေါ်တဲ့အတန်ဖြစ်နေရကြောင်းဦးအောင်ရှင်ရောကျုပ်ရောလေကားကနေဆင်းခဲ့လေကားထိပ်ရောက်တယ်ဆိုရင်ပဲကျုပ်တို့လည်းလန့်သွားတယ်ဗျဘာလို့လဲဆိုတော့ခြံပေါက်ဝါမှာတောက်စလင်းဘွားတော်ကြီးကမတ်တက်ရက်ပြီးတော့အိမ်ထဲကိုလှမ်းကြည့်နေနောက်တော့ကိုပြင်းနာမှာမတ်တက်ရက်နေတဲ့ဥပဒါကြီးကိုကြည့်ပြီးတော့လက်ညှိုးထိုးတယ်ဗျတို့ရွာမှာဧည့်သည်တွေရောက်နေတာဦးအောင်ရှင်ကလည်းအရှိကိုထွက်သွားပြီးတော့ဒီမှာတော်လို့ဒါကျုပ်ခေါ်လာတဲ့ဧည့်သည်တွေခမည်းနဲ့ဘာမှမဆိုင်ဘူးအဲ့ဒီခါမှာဥပဒါကလည်းအရှိကိုတက်လာပြီးတော့ဦးအောင်ရှင်လက်ကိုအသာကုတ်လိုက်တယ်ဗျနေပါစီအောင်ရှင်ရာရွာကန်ကကျိုးနေတဲ့ဆိုမှတော့လေဧည့်သည်ကအလိုက်တီးရမှာပေါ့ဦးအောင်ရှင်လည်းဥပဒါဘက်ကိုလှည့်ပြီးတော့ဘာသာမင်းဖြစ်ပါမလားဖြစ်ပါတယ်ကွာဒီလောက်ကတော့စာမဖွဲ့ပါအဲ့ဒီခါမှာတော့တောက်စလင်းဘွားတော်ကြီးကလည်းဥပဒါကိုလက်ညှိုးထိုးပြီးတော့တဟားဟားနဲ့ရီးတာပြုသူ့ရည်တန်ကြီးကလည်းလူနဲ့တောင်မလိုက်ဘူးဗျအတန်အော်ကြီးနဲ့အကွဲကွဲဦးအောင်ရှင်တို့ခြံဝိုင်းတယ်မကပဲဘေးနားခြံနေပါကြားလောက်တယ်ပြီးတော့မှပဲသပင်ဖြူဖောဖောကြီးကိုလက်နဲ့တက်ပြီးတော့ရွာလန်းတိုင်းရှောက်သွားတာဗျညနေရောက်တော့ဥပဒါကြီးကိုကျုပ်ကကပ်ပြီးတော့မေးလိုက်တာပေါ့ဥပဒါခုနတောက်စလင်းဘွားတော်ကြီးကဥပဒါကိုဘာလို့ပြသွားတာလဲရောက်တုံးရောက်ခိုက်ပညာစမ်းကျင်လို့ဆိုပဲကွာဟာတကယ်လားဥပဒါရဲ့တကယ်ပေါ့ကွာအမှန်တော့အခုမှမဟုတ်ပါဘူးငါတို့ရောက်တဲ့ရက်ကလေးက तू ကငါတို့ကိုလာမိတ်ဆက်ပြီးတော့ပညာပြိုင်ဖို့အတွက်လည်းပြောပြီးသားအခုတော့ပို့ပြီးတော့ကျင်းတည်သွားတာပေါ့ဖြစ်ပါမလားဥပဒါရာ तू ကနေနေရမဟုတ်ဘူးနော်ရောကတော့တောင်မှစိန်ခေါ်ခဲ့တဲ့သူဆိုပဲတော်တော်စွမ်းနေထင်နေဗျဒီမှာလက်ကောင်ငါပညာတွေကလည်းသူ့ထက်သာမစွမ်းရင်နေလိမ့်မယ်သူ့အောက်တော့မလျော့ပါဘူးကွာဥပဒါကြီးကလည်းနည်းနည်းစိတ်တုန်နေပုံရလို့လေကျုပ်လည်းဘာမှဆက်မပြောပြတော့ဒါနဲ့ပဲနောက်တစ်နေ့ရောက်တော့ဥပဒါနဲ့တောက်စလင်းဘွားတော်ကြီးဒေါ်လုံးကြီးနဲ့ပညာပြိုင်ကြတယ်ဆိုပါတော့ဗျာ
ဒီနေ့တော့ဒီလောက်ဝေးဗျာနောက်နေ့မှာပဲဆက်ကြအောင်စို့ကျွန်တော် channel ကနေအခုတင်ဆက်ပေးခဲ့တဲ့ဇလန်းလေးကတော့စုံထီဥပဒါနဲ့တောက်စလင်းဘွားတော်ဆိုတဲ့ဇလန်းလေးပဲဖြစ်ပါတယ်ခင်ဗျာနောက်ထပ်လည်းဘလို့စိတ်ဝင်စားပွဲကောင်းတဲ့ဇလန်းတွေကိုထုတ်လွှင့်တင်ဆက်ပေးမယ်ဆိုတော့စောင့်မျှော်ခံစားနားဆင်အားပေးကြပါအောင်ခင်ဗျာနားဆင်အားပေးကြတဲ့ပရိသတ်များအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ